ခွင့်ပြုပါရှင်ဗျာဗုဒ္ဓဘာသာဝင်တွေမှာတေသူကိုရေဦးခွဲတာအုံသီးခွဲတာပတ်စံထဲတာတွေပန်းဆိုတဲ့လိပ်ပြကောင်လေးတွေတည်လာတာတွေထမင်းထဲတာတွေဖျားရှင်လက်ထက်မှာတည်းရှိခဲ့တာလားဗျာသူကဟိန္ဒူအယူဆနဲ့ဆက်ဆက်မှုတော့ရှိပုံရတာဒီယူဆတွေကဘာလဲဆိုတော့အိန္ဒိယမှာနော်သူကကုတ်ပြီးထမင်းကျွေးတယ်ဆိုတာရှိတယ်တေလူကိုထမင်းကျွေးခေါ်စာဖြစ်တယ်ခေါ်တာပေါ့မြန်မာတွေကြတော့လေသူကလေဝင်းချင်းကောင်လိပ်ပြာကောင်ရှိတယ်ဆိုတဲ့အယူဆကလာတာဗုဒ္ဓဘာသာမှာကတော့ဒါမဆိုင်ဘူးလေတေသွားပြီဆိုရင်အခုတေပြီးနောက်ဘဝတစ်ခုကိုလုံးဝပြောင်းသွားပဲအခုဟိန္ဒူရဲ့ယူဆမှာကျတော့ဒီခန္ဓာကိုယ်ကပျက်စီးသွားမယ်ဝင်းချင်းကောင်မပျက်စီးသေးဘူးသူတို့မှာနံတရားမဟုတ်ဘူးဝင်းချင်းကောင်လို့လိပ်ပြာကောင်လို့ခေါ်တယ်နံမဟုတ်ဘူးဗုဒ္ဓဘာသာမှာကယုတ်နဲ့နံအဲ့တော့သူတို့မှာကျတော့ယုတ်ကပျက်စီးသွားပြီမယ်ခုနဝင်းချင်းကောင်ဆိုတဲ့ဟာကြီးမပျက်စီးသွားဘူးအဲ့တော့အကြောင်းဦးကျွန်တော်ငယ်တုန်းကရုပ်ရှင်ကားတွေမှာဆိုကြည့်ပြီးတော့လေလူတယောက်တည်သွားပြီဆိုရင်လိပ်ပြာကောင်ကခန္ဓာကိုယ်ကနေထွက်သွားတာတို့ပြီးရင်အိမ်သားမှာဝဲတွေလုံနေတာတို့မိခင်ရဘိုက်ထဲမှာနေဖို့တော့အိမ်မက်တွေဘာတွေပေးရတာတို့စုံးတာပဲအဲ့ဒါတွေကိုကြည့်ဘူးဖတ်ဘူးတဲ့ခါကျတော့အဟုတ်ထင်တယ်အဲ့ဒါတွေကိုတကယ်ထင်သွားတာအဲ့တော့လူတယောက်ကတည်သွားပြီဆိုလို့ချင်းအိမ်မှာနေတယ်လို့ထင်တာလေဝิญဉ်ကောင်ကြီးနဲ့နေတယ်ဆိုမဟုတ်ပါဘူးเนาะဆိုတော့အဲ့ဒါကအိန္ဒိယမှာကလေးကဘုရားလက်ထက်ကလေးကလည်းရှိတယ်လို့ပြောလို့ရတယ်ဘာလို့ဒီဝါဒကကြာပြီလေဒီလိပ်ပြာကောင်ဝิญဉ်ကောင်ဆိုတဲ့အတ္တဝါဒကတော်တော်ကြာခဲ့ပြီဒါကြောင့်ဘုရားလက်ထက်မှာကလေးကဒီဝါဒကရှိနိုင်တယ်အခုအသွင်မျိုးမျိုးပုံစံမျိုးမျိုးနဲ့ကူးပြောင်းလာတာပေါ့เนาะဒီဝါဒတွေကအဲ့တော့အဲ့ဒီဝါဒကဗုဒ္ဓမပွင့်ခင်ကလေးကရှိနေတာဒါကြောင့်ဒီလိပ်ပြာကောင်ဝิญဉ်ကောင်ဆိုတဲ့ဝါဒဒီဘုရားလက်ကရှိတယ်ပြောလို့ရတယ်။နော်တကယ်တော့ဒါတွေကမမှန်ကန်ဘူးပေါ့နော်။တကယ်တော့မမှန်ကန်ဘူး